ကတော့မဲချောက်ပုံနေလေးပေါ့နော်သူကမဲချောက်ကိုအရင်ပေါင်းလိုက်တယ်ဆိုတော့သူအရင်ချောက်တယ်ဆိုရင်တော့10မိနစ်လောက်15မိနစ်ဖြစ်ပေါင်းပေါ့နော်အဲ့တိတ်လည်းမချောက်ဘူးဆိုရင်တော့5မိနစ်ဒါဆို5မိနစ်လောက်ပဲပေါင်းလာပေါင်းပြီးတော့သူကိုဆဲထားလိုက်ပေါ့နော်ပေါင်းတဲ့အခါမှာရင်းနှွေးစုတော့မှစကားကြောက်တယ်ထည့်လိုက်ပြီးတော့5မိနစ်ပေါ့5မိနစ်ထားလိုက်တာရင်းနှွေးစုပြီးမှထားတာဘင်းတို့မီအလဲလာလေးနဲ့ကျင်းလိုက်တာပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့ဘာမှတော့မဖြစ်ဘူးပေါ့သူကပေါင်းတာတော့နည်းနည်းစိတ်လက်တန်တာပေါ့နော်ပူချက်သွားတယ်လို့လည်းခံစားရတာပေါ့အဲ့တော့မီလဲလာလေးနဲ့ပဲကျင်းလိုက်တယ်မကြောက်ခဏလေးနဲ့ပြီးတယ်ပေါ့နော်အဲ့ဒါဘင်းတို့ထောင်းတာမဟုတ်ထောင်းတာမဟုတ်ထူတာမဟုတ်ထူထောင်းတာမဟုတ်နော်ထူထောင်းတာလည်းဆိုရင်ဒါထူတာတော့သူကစနေတော့မရုပ်ချွေးနဲ့ထူတာပါမွားပါတယ်ခဏလေးထူလိုက်နည်းနည်းထူလိုက်တာနဲ့မွားတယ်ပူနေတဲ့ချိန်လေးထူပေါ့နော်ပြီးတော့အဲ့လိုနည်းနည်းမွားထားလိုက်နည်းနည်းမွားထားလိုက်ပြီးတော့ဒါစောင်းရပြီပေါ့စောင်းရပြီဆိုတော့များနေတဲ့စိတ်သူတနပုံပုံလိုက်ပေါ့နပုံပုံပြီးတော့တပုံစီစံချုံမုတ်လေးတဲပြီးတော့နေတာပြီးတော့ဘူးလေးတဲထားလိုက်အဲဒါဆိုတော့စားလို့ရပြီနောက်တစ်ခုကကျတော့တဲချန်ထားမယ်ဆိုရင်ပတ်စစ်ဘူးလေးတွေကိုစီမစမ်းတာနဲ့အောင်တင်ထားလိုက်ပေါ့